ကျန်ချိုပွဲတော့နိုင်ငံစက်ရုံမှာတတိကျင်းပါပြီးတဲ့ကျန်ချိုပွဲတော့ဖြစ်ပါတယ်ဒါပျော်ပွဲရွှင်ပွဲပေါ့နော်နိုင်ငံရဲ့ဒါရိုးရဝတ်စုံတွေဖြစ်ပါတယ်ဒါတော့တတိဝတ်ခိုင်းတာကျွန်တော်တို့စက်ရုံမှာတတိယအားလုံးသူနိုင်ငံရိုးရဝတ်စုံတွေပြေးဝတ်ထားတာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဝဏပေါ့ကျွန်တော်တို့ဝဏပေါ့ဒါတော့ဘလို့လိုက်ပြောတာချက်ပါဘလို့ရိုက်ရတာမဟုတ်ဘူးဟိုကကိုဆိုင်ကိုလည်းရိုက်တာတိုင်းရိုးရဝတ်စုံတွေဖြစ်ပါတယ်ဒါကြီးပျော်ပွဲရွှင်ပွဲကျင်းပဖို့ဒါပျော်ပွဲရွှင်ပွဲပေါ့နော်တတိလုပ်ပေးတာဖြစ်ပါတယ်ဒါတော့မြန်မာမျိုးသမီးတွေပါပဲဒါမှမဟုတ်ထိုင်းရိုးရဝတ်စုံပေးဝတ်ထားတဲ့အတွက်ကျိုးထိုင်းမလေးလိုဖြစ်နေတယ်ဘလို့ရိုက်ရတာရွှေထူးရက်ဝါတန်းနေရောနိုင်ငံတင်းကျပ်အကျိုးပွဲတော်ဖြစ်ပါတယ်ဒါတော့တင်းကျပ်အကျိုးပွဲတော်မှာထိုင်းရိုးရဝတ်စုံလေးနဲ့ပျော်ပွဲရွှင်ပွဲလုပ်ထားတာဖြစ်ပါတယ်ထိုင်းနိုင်ငံဒါတော့တတိပြေးဝတ်ထားတာပါထိုင်းရိုးရဝတ်စုံလေးပေါက်ကြည့်လားဒီကုသားပေါက်ကြည့်အဲ့ဒါမှကမ်ခိတက်ဦးဟာချီမရမလားချီတယ်လည်းမရှိတဲ့တော့ချီအေးရဆမ်းမောင်ပြောပြီးရပါအေးရနောက်မှပေးထိုင်းရိုးရဝတ်စုံတွေဖြစ်ပါတယ်ဒါတွေကထိုင်းနိုင်ငံတင်းကျပ်အကျိုးပွဲတော်ဖြစ်တဲ့အတွက်ထိုင်းရိုးရဝတ်စုံတွေပြေးဝတ်ထားတာပါ